အားလုံးမင်္ဂလာပါဒီနေ့ကတော့ငါးလုံးဟင်းချိုလေးဖြစ်ချက်မှာဖြစ်ပါတယ်ငါးလုံးဟင်းချိုလေးငါးထဲမှာပေါ့နော်ဗီဇင်လေးကိုချစ်ပြီးတော့ရိုက်ထားတာပေါ့နော်ဒီမှာစားအချိုမုတ်ရဲ့ဂျင်းရဲ့ငရုတ်ကောက်မုတ်လေးရဲ့ထည့်ထားပါတယ်ဟင်းချိုလေးချက်ပါချက်မှာပါဟင်းချိုချက်မှာတော့ဒီမှာငါးလုံးလေးကိုဇွန်းလေးနဲ့ဒီမျိုးလေးလုပ်ပြီးအလုံးလေးဒီမှာထည့်ပါမယ်ကြာစံလေးနဲ့ချက်မှာကြက်သားလေးရောပေါ့နော်ငါးလုံးဟင်းချိုလေးပါငါးလုံးလေးရပါပြီဒီလေးစလာလေးဒီလေးစီပြီးကြက်သားလေးထည့်ချပါထည့်ချပါမယ်ကြက်သားလေးရချင်းလေးရကြက်သားလေးဆူလာပြီးလို့ကြက်သားလေးနည်းနည်းထည့်ပါမယ်ချမိုးလေးနည်းနည်းထည့်ပါတယ်စားလေးနည်းနည်းထည့်ပါတယ်တောက်လေးနည်းနည်းထည့်ပါတယ်ခုနလုံထားတဲ့ငါးလုံးလေးထည့်ချပါမယ်ဟင်းချိုလေးဆူလာပါပြီငါးလုံးဟင်းချိုလေးဆူလာပြီဆိုရင်ကြာစံလေးစိန်လာကြာစံလေးထည့်ချပါမယ်မြုပ်ကောင်းမှုလေးနည်းနည်းထည့်ပါမယ်ကြာစံနဲ့ငါးလုံးဟင်းချိုလေးထည့်ကိုကြက်သွမေးလေးထည့်ပါမယ်။ရန်စားလို့ကောင်းတယ်ငါးလုံးဟင်းချိုလေးတစ်ခွဲရပါပြီရှင်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။